လဲဆိုတော့ပတ်ကြည့်နဲ့ mobile legend နဲ့ကတတိယတာခွာကြကြအကြီးတခုရှိတယ်အဲ့ဒါဘာလဲဆိုကျွန်တော်ပြပြရမှာကျွန်တော်ပြပြမယ် mobile legend မှာဟိုဘက်ဒီဘက်လှည့်လို့မရဘူးအားကြောင့်ပတ်ကြည့်နဲ့လာမရှင်နဲ့လို့ပြောတာပတ်ကြည့်မှာဟိုဘက်ဒီကကျွန်တော်လှည့်လို့ရတယ် mobile ကြီးမှာလှည့်မရဘူးတက်ပြက်လာအရှိအဲ့လိုပဲသွားလို့ရတာတော့ပါမလားအားကြောင့်မရှင်နဲ့မလို့ရှက်စိတ်ရအဲ့တော့မပြောနဲ့ဘရိုးတို့ပြောလေဘရိုးတို့ပဲပြန်ပြီးတော့နားရတယ်အားကြောင့်မပြောနဲ့ကျွန်တော်မပြောချင်အောင်ဟုတ်တယ်မလားတစ်ဖက်တည်းပဲစိုးရဲနေတာဗျာခလေးစောတဲ့ခိန်တော့ဟိုမှာဗျာလွန်ခဲ့တဲ့ဟိုမှာကျွန်တော်တို့ငငယ်1998လောက်ကထွက်ခဲ့တဲ့ဂိမ်းတွေအဲ့ဒီဂိမ်းတွေနဲ့အတူတူပဲသူကတစ်ဖက်ပဲသွားလို့ရတယ်ဟိုဘက်ဒီဘက်လှည့်လို့မရဘူး PUBG Mobile ကျတော့ TPP တို့ FPV တို့ပါတယ်ဗျာကျွန်တော်တို့ဘယ်လိုစော့မှာတကယ်ပုံမှန်လူပုံစံတိုင်းကိုစော့အမြင်ကွင်းစော့မှာလား TV ဟိုဘက်ဒီဘက်လှည့်ပြီးစော့မှာဟုတ်တယ်မလားအဲ့လိုမျိုး Mobile Legend ဂိမ်းကအဲ့လိုမျိုးလှည့်လို့ရပြီဆိုတာရှင်းလို့ရပြီအဲ့လိုမျိုးလှည့်လို့မရဘူးလေသွားမရှင်းနဲ့ပဲဆက်စစ်ရရင်ဆရာခိုးလေးကျွန်တော်ဝယ်ထားပေးမယ်သလား bro yeah finally there pin picking bro ဖိပိတ်ဂိမ်းရပြောပြတာနော်ဖိပိတ်ဂိမ်းအဲ့ဒါဖိပိတ်ငိန်ဂိမ်း